ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာကြီးထွားမှုနဲ့အတူအချိန်ကာလအလိုက်ပြောင်းလဲမှုလို့ဖြစ်ပေါ်လာပါတယ်။ free radical တွေကဆိုရင်ခန္ဓာကိုယ်အစိတ်ပိုင်းတွေရဲ့ cell တွေ DNA တွေအထိပျက်စီးမှုတွေကိုဖြစ်ပေါ်စေပါတယ်။ free radical တွေရဲ့ပျက်စီးမှုကြောင့်ကျွန်တော်တို့ဟာရှိတဲ့အရွယ်ထက်ပိုပြီးပုံမင်းရင့်ရော်စေတဲ့အရေးအကြောင်းတွေဖြစ်ပေါ်စေပါတယ်။အဲ့ဒါပြင်အဆိုးဆုံးကတော့လူများစွာရဲ့အသက်ကိုနှုတ်ယူနိုင်တဲ့ယောဂဆိုးတွေကိုလည်းဖြစ်ပေါ်စေပါတယ်။ခန္ဓာကိုယ်တွင် free radical တွေဖြစ်စေတဲ့အဓိကအကြောင်းရင်းတွေကတော့မိတ်ဆွေတို့နေ့စဉ်ဖြတ်သန်းနေရတဲ့ဘဝနေထိုင်မှုပုံစံနဲ့နေ့စဉ်ကြုံတွေ့နေရတဲ့အရာတွေကြောင့်ပဲဖြစ်ပါတယ်။ဥပမာလေထုညဉ့်ညမ်းမှုနေ့စဉ်အစားတောက်ထဲမှာပါတဲ့ဓာတုပစ္စည်းတွေအရက်ဆေးလိမ်ငွေအနက်သက်ဆိုစိတ်ဖိစီးမှုတွေဟာအသက်အရွယ်ကြီးရင်လာတာနဲ့အမျှစုဆောင်းမှုလည်းပုံမှုများပြားလာပါတယ်။အဲ့ဒါအပြင်တစ်ဖက်မှာလည်း free radical တွေကိုခုခံတားဆီးပေးတဲ့ antioxidant ဓာတ်တွေဟာစက္ကန့်နဲ့အမျှလျော့ကျလာပါတယ်။ Success Mode Being Company က free radical တွေကိုခုခံတားဆီးပေးနိုင်တဲ့ antioxidant အများဆုံးနဲ့အကောင်းဆုံးသဘာဝဓာတ်စာတစ်မျိုးကိုပေါ်ထုတ်လိုက်ပါပြီ။အယောင်9ယောင်ပါဝင်တဲ့အသီးနှံအမျိုးပေါင်း120ကျော်ပါဝင်ပါတယ်။အဲ့ဒီအသီးနှံတွေကတော့အရန်တန်ဖိုးကြီးပြီးကမ္ဘာအစ်စ်တွေစနစ်တကျစိုက်ပျိုးထားတဲ့400ရာသီမှာမှတစ်ချိန်စောင့်ဆိုင်ပြီးသွတ်ခူးရတဲ့အသီးပင်တွေပဲဖြစ်ပါတယ်။အဲ့ဒီအသီးနှံတွေနဲ့အတူနှစ်ပေါင်း400ကျော်ရှိပြီဖြစ်တဲ့သဘာဝ minerals အပြည့်ပါဝင်တဲ့ထိုင်ဝမ်နိုင်ငံကသန်မွန်လိတ်လို့ခေါ်တဲ့ရေကန်တွေကိုစီးဝင်နေတဲ့သဘာဝရေအရင်းမြစ်များနဲ့ပေါင်းစပ်ပြီးပေါ်ဆက်ထားခြင်းဖြစ်ပါတယ်။ SOD enzyme ဖြစ်လာဖို့အတွက် Biosyn Biotech Technology နဲ့အခုတန်လာတဲ့ပါဝင်ပစ္စည်းနှမျိုးကိုကောင်းမွန်စွာပေါင်းစပ်ထုတ်လုပ်ထားပါတယ်။ပထမအဆင့်လုပ်ဆောင်ချက်ဖြစ်တဲ့ SOD Generation and Oryx Scores Creation အဆင့်ကိုလုပ်ဆောင်ပါတယ်။ Probiotic အမျိုး40ပါတဲ့ကုန်ညမ်းတွေကိုနှစ်ပေါင်း3000ကျော်အသက်တန်းရှိတဲ့ဂျပန်နိုင်ငံရဲ့ရှေးဟောင်း Camelcaori သစ်သားစီတွေနဲ့ရက်60ကြာ free radical တွေကိုခုခံတားဆီးပေးနိုင်ပြီးအနံ့ရတာနဲ့ပြည့်စုံတဲ့ SOD enzyme ဖြစ်ကိုပြောင်းလဲပေးပါတယ်။ဒုတိယအဆင့်လုပ်ဆောင်ချက်ဖြစ်တဲ့ Japanese process အဆင့်ကိုလုပ်ဆောင်ပါတယ်။ SOD ကို electronic system နဲ့ထိန်းချုပ်ထားသောကန်ထဲမှာနောက်ထပ်ရက်ပေါင်း60ထားပြီးပုံမူကောင်းမွန်တဲ့အာနိသင်ရရှိစေဖို့ boost လုပ်ပေးပါတယ်။တတိယအဆင့်လုပ်ဆောင်ချက်ဖြစ်တဲ့ gel alcohol process အဆင့်ကိုလုပ်ဆောင်ပါတယ်။ SOD မှာ alcohol ဓာတ်လုံးဝမပါရှိစေဖို့နောက်ထပ်ရက်ပေါင်း60ကြာကျူစီလုပ်ပြီးနောက်ထပ်ရက်ပေါင်း180ကြာအောင်အဆင့်မြင့်နည်းပညာတွေနဲ့ပေါင်းစပ်ထုတ်လုပ်ပြီးတဲ့နောက် free radical တွေကိုတားဆီးကာကွယ်ရမှာအကောင်းဆုံးဖြစ်တဲ့ SOD enzyme ကိုရရှိပါတယ်။ SOD အဆက်တိုင်းဟာခန္ဓာကိုယ်တစ်ခုလုံးရဲ့အစိတ်ပိုင်းတိုင်းအတွက် free radical ရဲ့ရန်ကကာကွယ်ပေးနိုင်ပါတယ်။ SOD ကိုပုံမှန်တောက်ပေးခြင်းအပြင်အရေးအကြောင်းတွေကိုလျော့ကျစေပြီးပြန်လည်နှုတ်ပြစေမှာဖြစ်တဲ့ပြင်ပုံမကောင်းမွန်တဲ့ကိုယ်ခံအားနဲ့ယောဂဆိုးများဖြစ်ခြင်းမှာကာကွယ်ပေးပြီးမိတ်ဆွေတို့ကိုအကောင်းမွန်ဆုံးသောကျန်းမာခြင်းကိုပိုင်ဆိုင်ထားတဲ့သူတစ်ယောက်ဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ SOD ကိုဂျာမနီနိုင်ငံဓာတ်ခွဲခန်းမှာဓာတ်တိုးဆန့်ကျင်ပေးနိုင်တဲ့ antioxidant ဓာတ်အများဆုံးနဲ့ Oryx ကိုအမြင့်ဆုံးကုန်ပစ္စည်းအဖြစ်အာမခံချက်ရရှိထားပါတယ်။ SOD for your healthy and aging. Masterpiece product.